Hello everyone ဒီတစ်ပတ်မှာတော့ကျမတို့ဘာအကြောင်းလဲလေ့လာမလဲဆိုရင်Wrangling data frame ကို Wrangling လုပ်တဲ့အကြောင်းပေါ့နော်အဲ့တော့ကိုယ့်ရဲ့သုတေသနအတွက်ကိုလိုအပ်သလိုပေါ့နော် data တွေကို format ပြောင်းလဲအသုံးပြုရသလိုနောက် summary တွေပဲဆွဲတာနဲ့နောက်ပြီးတော့လက်ပတ်သိတဲ့အစစ်မြင့်တဲ့ဒီ graph တွေ chart တွေရေးစက်တာကိုတပြိုင်နက်တည်းနဲ့တွက်ပြီးတော့တင်ပြချင်တဲ့အခါမှာအခုအောက်မှာဖော်ပြထားမယ့် function တွေကထည့်သွင်းအသုံးပြုပြီးတော့ Wrangling ပြုလုပ်လို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါကြီးမပြောခင်မှာ data wrangling ဆိုတာဘာကိုပြောရလဲဆိုရင် data တွေကိုလိုအပ်သလို manipulate လုပ်ခြင်းကို data wrangling လို့ခေါ်တယ်ပေါ့နော်အဲ့တော့ data frame တွေကိုဘယ်လို function တွေနဲ့ wrangling လုပ်ပြီးအသုံးပြုလို့ရလဲဆိုတာကိုအခုဒီတစ်ပတ်မှာလေ့လာကြည့်မှာပေါ့အဲ့တော့ပထမဆုံးကျွန်မက data wrangling မလုပ်ခင်မှာပါအရင်လုပ်ဖို့လိုလဲဆိုရင်ထဲကို data frame တစ်ခု sample data frame တစ်ခုတည်ဆောက်မှာပေါ့နော်အဲ့တော့ sample data frame တစ်ခုကိုကျွန်မဘယ်လိုတည်ဆောက်မလဲဆိုရင်သူ့ရဲ့ data frame နာမည်က flower ဆိုတဲ့ data frame နာမည်data frame နာမည်က flower ဖြစ်ပြီးကြတော့သူ့ထဲမှာဘာတွေပါမလဲဆိုရင် ID ပါမယ် ID ဒီ1ကနေ8အထိပေါ့ပြောရရင်အမျိုးအစားပဲတစ်ခုပါမလဲဆို1ကနေ8အထိပါမယ်နောက်သူ့ထဲကဘာပါမလဲဆို species ဆိုတာမျိုးစိတ်ပေါ့ပန်းအမျိုးစိတ်8မျိုးပါမယ်နောက် height ပါမယ်အဲ့ဒီပန်းတစ်မျိုးစီ height ပါမယ် weight ပါမယ် color ပါမယ်ဒါဒီပါတဲ့ data frame တစ်ခုကိုကျွန်မတည်ဆောက်လိုက်ပါအဲ့တော့ဒီရေးထားတဲ့ဥစ္စာတိုင်းကိုကျွန်မဒီကနေဒီအထိကိုဆက်လက်မှတ်ပြီးတော့ run လိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုဒီဘက်က environment မှာလည်းအဲ့ဒါလေးသွားပေါ်တဲ့အခါမှာဒီမှာကြည့်မယ်ဆို8 observation of 5 variable အခုကျွန်မဆောက်လိုက်တဲ့ data frame ထဲမှာ variable က5ခုပါမယ်နောက်တစ်ခုက observation 8ခုပါမယ်အဲ့ variable 5ခုကဘာတွေလဲဆိုတော့ ID ရယ် species ရယ် height ရယ် weight ရယ် color ရယ်ပါမယ်ပြီးရင်သူ့ရဲ့အမျိုးအစားစုစုပေါင်း8ခုရှိထည့်ထားတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့8 observation လို့ရေးထားတယ်ဒါလေးကိုတစ်ချက်နှိပ်ကြည့်မယ်ဆိုရင်လည်းအောက်မှာပေါ်လာတယ်ပေါ့နော်ဒီလိုကြည့်လို့လည်းရတယ်လို့နောက်တစ်ခုဘယ်လိုကြည့်လို့ရသေးလဲဆိုရင် flower ကိုပြန်ခေါ်လိုက်အခုအပေါ်မှာကျွန်မက data frame နာမည်ကို flower နဲ့တိစောက်ထားတာဖြစ်တဲ့အတွက် flower ဆိုတာကိုပြန်ခေါ်ကြည့်မယ် run လိုက်မယ်ဆိုရင်အောက်မှာအခုမြင်ရတဲ့အတိုင်းဆိုဘာလဲပေါ်လာမလဲဆိုရင်ဒီ table လေးပေါ်လာtable ပုံစံနဲ့ပေါ်လာတယ်ပေါ့နော်အဲ့တော့ခုနကပြောသလို ID ပါမယ် ID က1ကနေ8ထိပြီးရင်သူ့မှာဘာတွေပါမလဲဆို species ပါမယ် height ပါမယ် weight ပါမယ် color ပါမယ်နောက်အောက်ကစုစုပေါင်းက8မျိုးပါမှာလို့ဆိုပြီးတော့ data frame နမူနာတစ်ခုတိစောက်လိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလုပ်ပြီး data frame တစ်ခုတိစောက်ပြီး use ပြီးရင်ကျမတို့ဘာလုပ်မလဲဆိုရင် data wrangling ဆက်လုပ်data wrangling မလုပ်ခင်မှာကျမတို့ပထမဦးဆုံးဘာအကြောင်းလေ့လာမလဲဆိုရင် dollar sign ဒီမှာဆိုရင်ဒီမှာ dollar sign notation တွေဘယ်လိုအလုပ်လုပ်လဲပေါ့အဲ့တော့ dollar sign notation ကဘယ်လိုအလုပ်လုပ်လဲဆိုရင် data frame ထဲမှာပါဝင်တဲ့ variable column တစ်ခုခုနဲ့သက်ဆိုင်တဲ့ data အချက်အလက်တွေကိုထုတ်ပြီးတော့အသုံးပြုချင်တယ်ဆိုရင်အဲ့ဒီ function သုံးတယ်ပေါ့အဲ့တော့ဥပမာဆိုကြပါစို့ကျမတို့ flower လို့ခေါ်တဲ့ data frame ကျမအခုစောက်လိုက်တဲ့ data frame ထဲကဘာကိုပဲဆွဲထုတ်ပြီးအလေးလာကြည့်မလဲ height ကိုပဲဆွဲထုတ်အဲ့တော့ flower ထဲကအခု variable က5ခုရှိရလေပြောရတဲ့အထဲမှာကျမက height တစ်မျိုးထဲကိုပဲရွေးမှာပေါ့နော်အဲ့ဒါကိုခေါ်ချင်ဘယ်လိုရေးမလဲဆိုရင် flower ပြီးရင် dollar sign လာမယ်ပြီးရင် height လာအဲ့လိုရေးလိုက်ပြီးရင်ကျမကဒီ function ကို run လိုက်ဒီကိုကျမ run လိုက်မယ် run လိုက်တဲ့အခါမှာဘာပဲပေါ်လာလဲဆိုရင်ဒီခုနကဒီ variable 5မျိုးတွေကဘာပဲပေါ်လာလဲဆို height တစ်ခုပဲပေါ်လာတယ်အဲ့ height နဲ့ပတ်သက်တဲ့တန်ဖိုးတွေ45 52 48ဆိုတာတွေအောက်မှာတက်ထွက်လာတယ်ပေါ့နော်အဲ့တော့ဆိုလိုရင်းကကျမတို့ data frame ထဲကကိုကြည့်ချင်တဲ့အပိုင်းကိုပဲဆက်လက်မှတ်ပြီးတော့ရွေးကြည့်မယ်ဒါမှမဟုတ်ဆက်လက်မှတ်ပြီးတော့ရွေးတွက်ချင်တယ်ဆိုရင်ကျမတို့ဘာလေးသုံးလို့ရလဲဆိုဒီ dollar sign function လေးကိုသုံးလို့ရတယ်ပေါ့နော်ဒါတစ်ခုနောက်တစ်ခုကကျတော့ကျမတို့ဒီ row တွေ column တွေကိုဆက်လက်မှတ်တာပေါ့အဲ့တော့ဘယ်အခုဒီမှာ row တွေ column ရှိမယ်8ခုရှိမယ် column ဒီလဲ row ဒီ8ခုရှိမယ် column ဒီ1 2 3 4 5ခုရှိမယ်အဲ့လို5ခုရှိတဲ့ထဲကနေကျမတို့ဆက်လက်မှတ်ပါပေါ့အဲ့တော့ဆက်လက်မှတ်တဲ့အခါမှာဘယ်လိုမှတ်ရမလဲဆိုရင်ကျမတို့ flower ဆိုတဲ့ထဲက data frame ထဲကနေဘာလို့ရွေးမလဲပေါ့အဲ့ဒါဆိုရင်ကျမတို့ဒီမှာရေးတဲ့အခါမှာဒီ wing က4000ခွဲပုံစံနဲ့ရေးမယ်ရေးပြီးရင်ဥမာ 2:5 အဲ့ဒါ2ကနေ5အထိလို့ပြောတာဆိုလိုရင်းကအခုဒီ flower data frame ထဲက row number 2ကနေ5အထိကိုကျမရွေးထုတ်မယ်လို့ပြောတာအဲ့ row number 2က lily ပေါ့နော်ဒီ lily ကနေဘယ်အထိရောလဲနံပါတ်5 lily အထိရွေးမယ်ဒါ row နောက်တစ်ခုက 2:4 2:4ဒီဘာကိုပြောရလဲဆိုရင် column row column number 2ကနေ4အထိကိုဆက်လက်မှတ်မယ်လို့ပြောတာအဲ့တော့ဒါ idea 1 species က2ဖြစ်တဲ့အတွက် species 2 3 4အဲ့တော့ species ရဲ့ height ရဲ့ weight ရဲ့ဒီအထိကိုရွေးမှာအဲ့တော့ 2:5 ဒီ row ဖြစ်ပြီးတော့ 2:4 ဒီ column ဖြစ်တယ်အဲ့တော့ဒါလေးကိုကျွန်မကဆက်လက်မှတ်ပြီးတော့ run ပြမယ်ဒါဆိုရင်ခုနကဒီ data frame တစ်ခုတည်းကဘာပဲရွေးလိုက်လဲဆိုရင် row number 2ကနေ5အထိကိုရွေးထားတယ်ပြင် column ဒီလည်း2ကနေ4အထိကိုပဲဆက်လက်မှတ်ပြီးရွေးထားတယ်ပေါ့ဒါဒီကျမတို့အခု data frame ထဲကနေသက်ဆိုင်ရာကိုလိုချင်တဲ့သက်ဆိုင်ရာ
row တွေ column တွေကိုဆက်လက်မှတ်ပြီးတော့လုပ်တဲ့နည်းပေါ့အဲ့တော့နောက်ဆုံးတစ်ခုကကြတော့ ordering data တွေကို order စီမှာအဲ့တော့ data တွေကို order စီတဲ့အခါမှာကျမတို့ဘယ်လိုစီရမလဲဆိုရင် data တွေအစင်လိုက်စီချင်တယ်ဆိုရင်ဘယ်ခါသုံးမလဲဆိုရင်အဲ့တော့ဥပမာအဖြစ်ကျမက flower data frame တွေကဘာကိုပဲစီမလဲဆိုရင်ဒီ flower data frame ကို height အရာစီမယ် height အရာစီမယ်ဆိုရင်ဥပမာဒီမှာ flower ကိုတရားဆက်လက်မှတ်လိုက်မယ်ပြီး order function ကိုအသုံးပြုထားရပါတော့အဲ့ဒါ run လိုက်တဲ့အခါမှာ height ကိုကြည့်လိုက်height ကိုကြည့်လိုက်မယ်ဆိုရင်အပေါ်ကကျမတို့မစီကန်ဆို45 50နဲ့48 60ဆိုဖြစ်နေတဲ့ဟာမှာအခုကကြတော့ဘယ်လိုဖြစ်သွားလဲဆိုရင်45 48 50 50နဲ့ဆိုဘယ်လိုဖြစ်သွားလဲဆိုငယ်စဉ်ကြီးလိုက်အဲ့တော့ဒီ flower data frame ထဲက height ကိုကျမတို့ဘယ်လိုစီလိုက်လဲဆိုရင်ငယ်စဉ်ကြီးလိုက်တယ်ငယ်စဉ်ကြီးလိုက်စီလိုက်ပြီးတော့သူ့ရဲ့ species တွေလည်းငယ်စဉ်ကြီးလိုက်ပဲပြန်ပြီးတော့စီသွားတယ်အဲ့တော့ order စီခြင်းတဲ့အခါမှာကျမတို့ဘာလေးသုံးရမလဲဆိုတော့ order function ကိုအသုံးပြုပြီးတော့တွက်လို့ရတာပေါ့နော်ဒါကြတော့ကျမတို့ data wrangling လုပ်တဲ့အထက်က basic function တွေဘယ်လိုအလုပ်လုပ်လဲဆိုတာလေ့လာထားပါ